Phiếu Thế xưa ဒီဘက်မှာကြည့်ရတာတော့သူထိုးကိုထိုးညီရလက်ကပ်ကိုလုံးဝကာတာသူကာတဲ့ချိန်ကျရင်လည်းညီရပြန်ကက်တယ်ပေါ့အဲ့လိုနေထားမှာသူမှာဘလောက်မှလည်းကိုမှလည်းတော်တော်ရုံးရတယ်မကြည့်ပြီးရုံးရတယ်ကိုနဲ့မှအဲ့လိုရုံးတဲ့အချိန်မှာဘလောက်ထိတဲ့စိတ်ကိုတင်ထားရတယ်ပေါ့နော်သူကလည်းညီကြောင်ကောင်းကောင်းတယ်ညီရလည်းသူကြောင်ကောင်းကောင်းတယ်အဲ့လိုပုံစံမျိုးသွားနေ Nó là ô Tu quay chi bù chi cái này Tụ gà Lê thị con này Nó là Lông bê à အဲ့တော့ဒီဘက်ကြည့်ရချိန်မှာလောအောင်ပိတ်တယ်လို့ဘယ်လိုနေရာတွေကောင်းတယ်လဲညီထင်ခဲ့စကြည့်ဒီဘက်ကြည့် Tụ gà Mà có gì đấy Thôi Chào thì mà tên lộ em Chào bây giờ Thôi chào Mà có gì đấy အဲ့တော့ဒီဘက်မှာသူကမှာဘောရှိရတယ်တည်တယ်သူထိုးရတယ်ပေါ့အဲ့ဒါကြောင့်ညီလည်းကက်ကတော့ကောင်းကောင်းကာထားတယ်ကိုတည်တယ်ဟိုအလွတ်မခံဘူးပေါ့နော်လုံးဝအဲ့ရတစ်ချက်မှာအဲ့ဒါညီရဲ့ပြန်ဆန်ထားတဲ့ဒီချပြန်ဆန်ထားတဲ့အရာအဲ့ဒါတစ်ခု Nó Tên lộ Chào mà chào Thì lộ Thanh cái xa Lo mình nhiều Tôi có lại mình nhiều ရှိဝဲရှုံးထားတော့ဖိအားမြင်ရှိတယ်လားညီဒီဘက်ဆိုတာ Nó mình ရှိဝဲရှုံးထားတော့လေဒီဘက်နိုင်ရမယ်ဆိုတဲ့စိတ်မျိုးရှိလားညီ Xìa Nào thô mà lâu rồi Kiểu như thế xì này Lâu rồi သူတိုင်းသူမှတ်စင်ရေးလိုက်တဲ့အချိန်မှာနည်းနည်းမပြောဘူးလားဘယ်လိုဖြစ်တယ်နည်းနည်းဒီနေလို့ဘယ်လိုပါဖြစ်တယ် Is it best say mà lâu sao Và là rồi Thô tên biểu cái gì chứ chưa rồi Thế là Tháng này mà là thô rồi Tôi chán này thô Và lâu Tháng yêu Thì là cái gì trên rồi Một biểu rồi thô အဲ့တော့ကရင်ချင်းတော့ဝက်မတိုင်ခင်တော့စကားပြန်ပြောပြသေးလားကိုတော့ပြီးတော့ပြောပြ Mỗi chuyện đó là biểu gì đấy အဲ့တခြားပါပြောပြသေးတယ်ဟိုသူ Tụ là tên mình biểu Thì nó phải biểu rồi Tụ cái gì là Cái gì Sự gặp biểu mình tụ là tên nam mình liệu Tụ là thang cái gì Nó ra là Nhưng mà cái gì đó Tên nam mình liệu Tên luôn luôn nam liệu သူမကထိုးနေတဲ့အချိန်မှာပေါ့နော်ဒီကတော့တဖြည်းတာနေပေါ့နော်ကိုဝဲဖြတ်နိုင်လောက်တဲ့ဆက်ပုံစံမျိုးခံစားမိသေးလား Nó phải sao Is it là nó Thì lúc ấy Mình lo là đi qua Thế Is it là thêm အဲ့တော့ဒီဝဲအလိုလေးနိုင်လိုက်တာတွေကိုကျင်းနေပြီပေါ့ Cái gì chứ chứ đó thì nó Thế mình thua gì con này Thế là Tháng này mà là thua đó Tháng này là thua à Cái gì thua mà biểu အဲ့တော့လောက်ဝဲကြရင်ဟိုတခြားနိုင်ငံမှာပဲထိုးချင်တဲ့ဆက်ပုံစံမျိုး Học အဲ့တော့ကရင်ချင်းမထိုးကြတော့ကရင်ကိစ္စတွေတော့တော့ကြောက်မှာကရင်လိုလေးအဲ့လိုကရင်ချင်းထိုးရတာအဆင်မပြေတော့အဲ့လိုပြပုံစံလေးပြောပြနေရမှာကိုမီဒီယာပေါ်နေတယ် Đượcပြောရမလဲ ကရင်လိုပြောတယ် Cái gìပြောရ ကရင်လိုပြောကရင်ဖန်တွေပဲပြောကရင်ချင်းထိုးရတာအဆင်မပြေတော့အဲ့လို Lúc cái nhóm đi rồi Dây Chứ thua đây mơ á Nà cái này bà bà Lọ cơ à là bà thua Lọ Mà bà chứ à Thua ya là Tôi cứ thua lại bà ya được Thua Chứ thua tại mưa rồi nhớ Cái nhóm đẹp đẹp rồi Cái nhóm Có định tạo rồi Qua cha mẹ cái ta chú rồi ဒီဟိုညီလေးဒီပွဲစဉ်အတွက်ပြင်ဆင်ချိန်ဘယ်လောက်ရခဲ့တယ်လဲ Thật là cho cho Nó là rồi Xin ဒီကြိုင်ဖက်နဲ့ပတ်သက်ပြီးတော့မှဒီတလားကြော်ရတဲ့အချိန်အတွင်းမှာပေါ့နော်ဒါဘယ်အပိုင်းတွေကိုအဓိကလေ့ကျင့်ပြင်ဆင်ခဲ့တယ်လဲ Bộ mà lấy chế là nó xe rồi Xin Tháng mà rồi Tụi rồi Cho là nó nằm leo rồi Thì lộ cái xa này Tụi rồi Tình về đây quạt tụi rồi bà rồi Nó rồi Hôm mà rồi Nó cái xa là Thế Tụi này Tụi rồi cái xa Mất tụi lên Cái khá xí ဒီပွဲမှာပေါ့နော်ဒီချင်းမြင့်ကန်ချက်လေးတွေးလိုက်တယ်ဒီအနိုင်ကန်ချက်မှာတော့ဒါတိတ်တော့မတွေးလိုက်ပါတော့ဒီအမြင့်ကန်ချက်မှာတိတိလေးလေးဒါကန်နိုင်တယ်ပေါ့ဒီကန်ချက်ကဒီပြိုင်ဖက်အတွက်ကြိုပြီးတော့မှပြင်ဆင်ခဲ့တာလားဒါလေးပြောပြပေးလို့ရအောင် ပြင်စေရောပြင်စေပါတယ်ဒါပေမဲ့ကျွန်တော်က
ချိန်ကန်ကြတော့တိတ်မသားဘူးလေဒီလိုပဲကန်ကြတာ အဲ့ဒီပွဲမှာဒီပြိုင်ဖက်ရဲ့ကောင်တာတွေ1 2လာတယ်ပေါ့နော်ဒီမျက်နှာကိုအကောင်းဆုံးကာထားတယ်အဲ့ဒီလိုကာမယ်ဆိုတာကမထိုးခင်ကလေးကြူပြီးတော့မှပြင်ဆင်ခဲ့တာလားဘယ်လိုမျိုးလဲ ကျွန်တော်ကဒီလိုပဲထိုးတာဒီပုံစံလေးကျွန်တော်ထိုးတာ အရင်တိုင်းပဲပေါ့မပြောင်းဘူးနော် တိတ်မပြောဘူး အဲ့တော့ဒီပထမပွဲနဲ့ဒီဒုတိယပွဲထိုးတဲ့ဒီကွာဟချက်တွေပါလိရှိမယ်ဒါပရိသတ်တွေသိအောင်နိုင်ငံတွေပြောပြီးပါဒါပထမပွဲတုန်းကဒီခန်းစားချက်ပေါ့နော်ပွဲထိုးလိုက်ရတဲ့ခန်းစားချက်နဲ့ဒီဒုတိယပွဲမှာထိုးလိုက်ရတဲ့ခန်းစားချက်ဒါဘယ်လောက်ဂျားမှာပြောင်းလဲမှုတွေရှိတယ်လဲဒါဘယ်လိုအခြေအနေရှိတယ်လဲပေါ့ အရင်တော့ပွဲကစင်ပေါ်တက်စစ်လို့စားတာလေဒီပွဲတော့ easy ပဲပြင်ရင်ရချေချေဆိုတော့စစ်က easy ပဲထားတယ်ဘာမှမဖြစ်ဘူးအရင်ပွဲကသူလောက်ရတဲ့သူငါ့ကိုလိုက်သွားကျွန်တော်လည်းစိတ်နည်းနည်းကြွားတာဘူးတေတက်လို့မထင်ရဘူးလိုက်ထောလဲကောင်းသွား အဲ့တော့ဒီတက်လုံဘောပြန်မြင့်တင်လာခဲ့လာဒီပွဲစဉ်အတွက်ဘယ်လိုအခြေအနေရှိတယ်လဲ ဒါမဲ့တက်လို့ကနေကောင်းလာထိုင်ထုံးရလဲတော့လည်းဘယ်လိုပြောမလဲဒီထန်းနိုင်ငံမှာကျွန်တော်တက်မလာရိုးလေတခြားနိုင်ငံကာစီရတာစိတ်မပြေဘူးကာစီမူးတယ်ဟာသိတယ်တက်လို့မရှိရ အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့မှဒီပွဲမထိုးခင်ပေါ့နော်ပြန်ဖက်ကိုဘယ်နဲ့ချီမြောက်လောက်မှာဒါအလဲထိုးမယ်ဆိုပြီးတော့မှပြင်ဆင်ခဲ့တာစဉ်းစားခဲ့တာမျိုးရှိလား မရှိဘူးကျွန်တော်စဉ်းစားတာသူနောက်ထိုးရင်တော့ဘယ်လိုဆောင်ရမလဲဒီလိုပဲစဉ်းစား အဲ့တော့ဒီကနေ့ဒီပွဲတွင်ထိုးတက်သွားတဲ့အချိန်မှာရောကို့အနေနဲ့ဒီဘယ်ချီလောက်မှာဆိုရင်ဒါအခွင့်အရေးရမယ်လို့ထင်ခဲ့တဲ့အခိုက်အတန့်မျိုးရှိသလားပြန်ဖက်ကဒါနည်းနည်းလေးအထိနာနေပြီကို့အနေနဲ့ဒီဖိပြီးတော့မှထိုးမယ်ဆိုရင်သူ့အနေနဲ့အလဲထိုးမောင်းနိုင်တယ်ဆိုတော့ဒီခံစားချက်မျိုးရှိခဲ့လားဒါနဲ့ပတ်သက်ပြောပြပါ မရှိဘူး မရှိ တက်လို့မရှိတော့လိုက်ထိုးမရဲတော့ဘူးဒီလိုပဲ ညီလေးကုနာပြောတယ်ပေါ့နော်ဟိုကကရင်ချင်းထိုးရတာမဟုတ်လို့ပေါ့နော်စိတ်ထဲမှာငုံငွေ့မရင်ဖြစ်တယ်ပေါ့နော် ဟုတ် ဒါပေမဲ့အကိုပြန်စဉ်းစားကြည့်တော့ဒီလေးမြန်မာနိုင်ငံမှာလည်းကရင်ချင်းပဲထိုးခဲ့ရတယ် ဒါတော့မြန်မာနိုင်ငံပဲလေ ကွာလဲပေါ့နော် တခြားနိုင်ငံမှာလိုက်ထိုးရတယ်ဆိုတော့ကရင်ကြီးကြီးတော့မထုံးကြတော့ဘူးလေ အာ မြန်မာနိုင်ငံဆိုတော့ကရင်တို့ဘာတို့ရှိတယ်ဆိုတော့ဘာမှမဖြစ်ဘူးသူများနိုင်ငံမှာလာထိုးပြီးဆိုတော့မြန်မာကရင်ချင်းချင်းပဲဆိုတော့ပေါ့စတေးစင်မျိုးလေ နောက်ပြီးတော့ဒီပွဲမှာထိုးချတာပေါ့နော်ပွဲထိုးနေတယ်ပထမချီတော့မှာဒီလေးကိုပြိုင်ဘက်ကနေပြီးတော့လာခဲ့ဆိုပြီးခေါ်တယ်အဲ့ချိန်မှာဒီလေးဘယ်လိုခံစား ဘာမှမကစားဘူး easy ဟုတ်ညီလေးဟိုညီလေးလည်းပွဲထိုးရင်ကြားမှထင်ပါပဲညီလေးအတန်ရောလေတောက်လျှောက်ကြား ကြားလေ ဘယ်လိုခံစားရလဲချင်း ဘာမှမကစားဘူး ပြည်သက်တွေကအားပြီး